ရှန်ကြီးတွေခေါ်ထားတဲ့ SN ဆိုတာဘာတူလဲအခုနှစ်ဘောလုံးရာသီမှာအသင်းရဲ့အဓိကအားထားရတဲ့ကစားသမားအများစုကိုလမ်းခွဲပေးထားရပေမဲ့လက်ရှိချိန်မှာတော့အသက်ခေါ်ယူထားတဲ့ကစားသမားတွေကိုရုတ်တရက်ထုတ်ပြန်ပေးလိုက်တဲ့မြန်မာ National League Champion Sheffield United အသင်းကြောင့်မြန်မာဘောလုံးချစ်ပရိသတ်တွေကတော့လုံးဝကို surprise မိသွားခဲ့ရပါတယ်။ဒါကြောင့်လာမယ့်2026-2029မြန်မာ National League ရာသီအတွက်Sheffield United အသင်းအနေနဲ့အသက်ခေါ်ယူထားတဲ့ပြည်ပကစားသမားတွေတဲကမှဘရာဇီးတိုက်စစ်ကစားသမား SN ရဲ့အကြောင်းကိုသိရှိရသလောက်တင်ဆက်ပေးလိုက်ပါတယ်။လက်ရှိချိန်မှာSheffield United အသင်းကနေခေါ်ယူအားဖြည့်ထားတဲ့ဘရာဇီးတိုက်စစ်ကစားသမား SN ဟာအသက်28နှစ်အရွယ်တိုက်စစ်ကစားသမားတဦးဖြစ်ပြီးတော့အရက် 1.86 မီတာရှည်လျားတဲ့ဗဟိုတိုက်စစ်မှုတဦးလည်းဖြစ်ပါတယ်။ SN ဟာကမ္ဘာကျော်ဘောလုံးသမားများစွာကိုမေးထုတ်ပေးနေစေဖြစ်တဲ့ဘရာဇီးနိုင်ငံသားတဦးဖြစ်တာကြောင့်သူ့ရဲ့ဘောလုံးသမားဘဝကိုဘရာဇီးစီမီပရိုကလပ်အသင်းတွေမှာစတင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့အာဆီယံဈေးကွက်ဘောလုံးရပ်ဝန်းကိုထိုးဖောက်တဲ့အနေနဲ့ထိုင်းလီ2ထိုင်းလီ3ကလပ်အသင်းတွေမှာပါဝင်ကစားခဲ့ပြီးလက်ရှိချိန်မှာတော့Sheffield Unitedအသင်းကိုပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။ဘရာဇီးတိုက်စစ်ကစားသမား SN ဟာအာဆီယံဘောလုံးလောကရဲ့အဆင့်မြင့်ဆုံးလိပြိုင်ပွဲတစ်ခုဖြစ်တဲ့ထိုင်းလီ1မှာပါဝင်ကစားဖို့ခြင်းမရှိပေမဲ့ထိုင်းလီ2ရဲ့အဆင့်တန်းကမြန်မာ National League ပြိုင်ပွဲတွေထက်အဆင့်မြင့်မားလွန်းနေတာကြောင့်သူ့ကိုခေါ်ယူနိုင်ဖို့အတွက်Sheffield United အသင်းအနေနဲ့ချိတ်ဆက်ဆောင်ရွက်မှုတွေကိုပြုလုပ်ခဲ့ရတယ်လို့သိရှိရပါတယ်။တိုက်စစ်ကစားသမား SN ဟာပြိုင်ပွဲအသင်းတွေရဲ့ပနတီဧရိယာအတွင်းမှာအကောင်းဆုံးနေရာယူတတ်တဲ့တက်ကတ်မန်ကစားသမားအမျိုးအစားဖြစ်တဲ့အပြင်အသင်းပေါ်ရဲ့အမြင့်ဘောတွေဖြတ်တင်ဘောတွေကိုခေါင်းတိုက်အဆုံးသတ်နိုင်တယ်လို့တိုက်စစ်ကနေကွင်းလယ်တိုက်စစ်ကိုပြန်လည်ချိတ်ဆက်မှုအပိုင်းနဲ့အသင်းရဲ့တံမြန်တိုက်စစ်ကစားပုံမှာလည်းအားထားရတဲ့ကစားသမားတဦးဖြစ်တယ်လို့လည်းသိရှိရပါတယ်။မြန်မာ National League Champion Sheffield United အသင်းကလက်ရှိချိန်မှာခေါ်ယူအားဖြည့်ထားတဲ့ဘရာဇီးတိုက်စစ်မှု SN ရဲ့တန်ကြီးကိုတိတိကျကျတစုံတရာသိရှိရခြင်းမရှိသေးပေမဲ့သူ့အနေနဲ့မြန်မာ National League မှာခြေစွမ်းပြတဲ့ကစားသမားတဦးဖြစ်ကြောင်းကတော့သက်သေပြဖို့လိုအပ်နေလျက်ရှိပါတယ်။ဒါကြောင့် Sheffield United အသင်းရဲ့နီးပြအဖွဲ့ဝင်တွေအနေနဲ့ကလည်းတိုက်စစ်မှု SN ကိုအသင်းမှာဘယ်သူတွေနဲ့တွဲဖက်ပြီးတော့ပွဲထုတ်ပြီးအသုံးပြုမလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းနေပါတယ်။